ဒီဇလန်လေးကတော့ဇွန်ဘီလိုမိတ်စာလိုမကောင်းဆိုးဝါးလိုကောင်းနေနဲ့ထင်းလန့်ဖွဲကအရှင်ရုပ်ရှင်ကားတကားကိုအမောင် FA တို့အတွက်တင်ဆက်ပေးလိုက်ရပါတယ်။နောက်ပြီးကျွန်တော်ရဲ့ပထမဦးဆုံး recap movie လေးဖြစ်တဲ့အတွက်လိုအပ်ချက်များရှိရင်နားလည်ပေးကြပါလို့မေတ္တာအပ်ခံပါတယ်ဗျာ။ဆရာသမားများအတွက်ကြည်ရတာအယမ်းတန်စေးမဲ့ကားလေးတကားပဲဖြစ်ပါတယ်။ကဲစလိုက်ရအောင်ဗျာ။ဇလန်လေးရဲ့အစမှာတော့လူတယောက်ဟာပန်းထားတဲ့ကြောင်တကောင်ကိုဒုမအထက်နဲ့နမ်းလိုက်မိပါတယ်။မကြပါဘူးအချစ်စိတ်တက်ပြီးအကောင်းကြီးကနေမျက်လုံးမှာအကြောပြက်ရများစွာပေါ်ထွက်လာပြီးတွန်းလင်းကောက်ကွေးကအယူတယောက်လူထအော်ရမှဘေးရှိလာများအားလုံးလဲအကုံကြောင်တောင်တွေဖြစ်သွားပြီးထိုလူလဲအယူတယောက်လူအထင်းကွက်မဲ့သွားပြီးအဆောက်ဥဘောကနေခုံချလိုက်တဲ့သွေးပြက်စရာမြင်ကွင်းတစ်ခုကိုကြောင်ကြည့်နေကြပါတော့တယ်။အောက်ကျသွားတဲ့ထိုလူဟာမတည်သွားပဲအကြောတွေဆွဲကဇွန်ဘီတကောင်အတွင်းလိုပြောင်းလဲသွားပါတော့တယ်။နောက်တစ်ခါမှတော့ဇွန်ဘီဖြစ်နေတဲ့ကောင်လေးကိုနှိမ်နှဲနေတာကိုမြင်ရမှာပါ။ထိုလူကပဒင်းပေါက်လိုက်ကာကိုဆွဲလိုက်ချိန်ဇွန်ဘီထွတ်သူနောက်ဆုတ်သွားတာကိုတတိထားမိကမင်းတို့ကအလင်းကြောက်တာပဲဆိုပြီးရွတ်လိုက်ကသူ့လူတွေကိုအလုတ်လုတ်မယ်ဆိုပြီးခေါ်လိုက်ပါတော့တယ်။နောက်ဇွန်ဘီထွတ်နေတဲ့ကောင်လေးကိုကျိုးတွေနဲ့တုပ်လိုက်ကအစီရင်တချို့ကိုစာလုပါတော့တယ်။လွတ်အပြီးမှာတော့ဇွန်ဘီကောင်လေးကညင်ကြောက်သွားပြီးအမေဖြစ်သူကတော့စိတ်ပူနေရပါတယ်။ဆီယာမာဆိုတဲ့ထိုလူဟာအစိတ်တွေထုတ်လိုက်ပြီးမိဘများကိုအစင်ပြေသွားပြီလို့ပြန်ပြီးညှက်လိုက်ပါတော့တယ်။နောက်တစ်ခါမှာတော့ပါမုခတ်မှုရဲ့တပိတ်စန်ရှောင်းကုံဆိုတဲ့အမျိုးသမီးဟာဇက်လိုက်မင်းသားအကိုဟုံးကိုမိတ်ဆက်နေပါတယ်။ထိုစဉ်အဖွဲ့ဝင်တယောက်ခေသူကသူမဟာရှေးဟောင်းသူတေသနာဌာနရဲ့ထိတ်တန်းကျောင်းသူဖြစ်ပြီးထူးချွန်ကပါရမီရှိတဲ့သူဆိုပြီးအရေးအမွေပြောပြလိုက်ပြီးလက်ရှိအဖွဲ့တဲ့သူ့လိုလူရှိတာပိုအစင်ပြေမယ်ဆိုတဲ့စကားကိုပြောဆိုခဲ့ပါတယ်။တဖန် live လွှင့်ပြီးသူတေသနာလုပ်နေကြတဲ့စကီလေးနှစ်ယောက်ကိုမြင်တွေ့ရမှာပါ။မှောင်မိုက်နေတဲ့အခန်းတစ်ခန်းရှေ့ယောက်ကစိတ်ဝင်စားသွားပြီးအခန်းထဲဘသူရှိလဲဆိုတဲ့အတန်ကိုထုတ်လွှင့်လိုက်ပါတယ်။လူရှိဟန်ပေါ်ရတာနဲ့ဘာကြောင့်တိတ်ဆိတ်နေလဲဆိုကဓမီဖင်ဟိုးထိုးတီလို့လောက်ကြည့်ရမှာတနေရာမှာတော့အမှတ်မထင်မတ်တက်ရနေပြီးဇွန်ဘီထင်ဟန်ပေါ်တဲ့အရာတစ်ခုကိုမြင်တွေ့လိုက်ကကြောက်လန့်ပြီးအမေရေကယ်ပါဆိုပြီးအော်ချလိုက်ပါတော့တယ်။နောက်ပြီးအထဲကဟင်းတန်ကြီးတစ်ခုကိုထက်ချလိုက်ရမှာတော့နှစ်ယောက်လုံးခြေစုံပြစ်ခါနောက်ကျတဲ့ခြေတော့တစ္ဆာဖောက်ဆိုကခေါ်ပြေးပါတော့တယ်။ဘဲရှိဟန်ပေါ်တဲ့စော်လေးတယောက်ကတော့ချော်လဲကဘာမှမသိတဲ့အရာတစ်ခုကိုဆွဲခေါ်သွားတာကိုခံလိုက်ရပါတော့တယ်။ကဲ SGD ကအခွင့်အရေးပိုများတယ်ဆိုတာလက်တွေပဲဟေ။နောက်တစ်ခါမှတော့ဆီယာဟန်တို့အခွဲဟာအဆောင်ဦးကြီးတစ်ခုစီရောက်လာပြီးအဆောင်ဦးကြီးတဲ့မကောင်းဆိုးဝါးတွေကိုခြေရာခမ်းတဲ့ကရိယာတစ်ခုကိုကင်ကဝင်သွားပါတော့တယ်။တနေရာအရောက်မှာတော့ဆီယာဟန်ရဲ့ကြောင်လေးဟာတခုခုကိုခံစားမိသွားပြီးအဲ့ဒီနောက်ကိုပြေးသွားပါတော့တယ်။ဒါနဲ့ဆီယာဟန်အဖွဲ့လေသူတို့ကြောင်လေးရုတ်တရက်ပြေးသွားတာကိုကြည့်ပြီးနောက်ကနေပြေးလိုက်သွားပါတော့တယ်။လမ်းတစ်ခုမှာတော့ဆီယာဟန်တို့အဖွဲ့ကိုစောင့်ကြည့်နေဟန်ပေါ်တဲ့လူတယောက်ကိုတွေ့ရပြီး part 1ပြီးဆုံးသွားခဲ့ပါတော့တယ်။ကျန်တို့ရဲ့ဗီဒီယိုလေးသဘောကျရင်ဒါမှမဟုတ်အပိုင်းနဲ့ကိုဆက်ကြည့်ခြင်းတော့ channel လေးကို subscribe လုပ်ပေးထားဖို့တတိပေးပါရစေဗျာ။